အားလုံးမင်္ဂလာပါ10ချိန်မြောက်နောက်ဆုံး file ဩကွက်လေးဖြစ်ပါတယ်နော်ပထမ file မြောက်မှာwarning ဒုတိယ file မှာ4 try တတိယ file မှာ8ခွန်4နဲ့တင်ပြပေးလိုက်ပါတယ်နော်ဒီနေ့နောက်ဆုံး file ဩကွက်လေးကြတော့နှစ်ကွက် side နဲ့ side ကနန်းနှစ်ကွက်ပြပေးလိုက်ပါမယ်နော်ဒီစာပြပြမှာလဲဆိုတော့ဒီနလနော်စာပြပြမှာလဲဆိုတော့ဒီသုံးလုံးပေါင်းချင်းနော်ဒီ6နဲ့ခွန်နော်ဒီ6နဲ့ခွန်ကနန်းသုံးလုံးပေါင်းချင်းကငါပါနော်သုံးလုံးပေါင်းချင်း5ကိုသုံးလုံးပေါင်းချင်း5ကိုဒီ9 6နှလုံးပေါင်းချင်းလေ5နော်ပြီးတော့တပင်ကျော်ရဲ့အောက်မှာဒီ6 9 3 6 9 3ကနန်းသုံးလုံးပေါင်းချင်းက5ကိုဒီမှာနှလုံးပေါင်းချင်းလေ5နော်အဲ့လိုပြီးတော့တပင်ကျော်ရဲ့အောက်မှာဒီခွန်ရှစ်မမြင်ရတော့လားတပင်ကျော်ရဲ့အောက်မှာနော်ခွန်ရှစ်ကနန်းသုံးလုံးပေါင်းချင်းကနှစ်နော်ဒီကနန်းသုံးလုံးပေါင်းချင်းကနှစ်ခွန်ဆိုတော့လေးနဲ့ရှစ်နဲ့ပေါင်းဆိုတော့နှစ်ကိုဒီရှစ်နှလုံးပေါင်းချင်းနှစ်ဆိုရင်ကိုထိပ်စီပေါ့နော်ကိုထိပ်စီရတော့ပါပြီခါလေးကြတော့ဒီတုံညနော်ဒီတုံညကိုဒီ6နဲ့ဒီသုံးလုံးပေါင်းရှင်းလဲတုံညလို့ပြန်ရတယ်ပေါ့နော်ပြီးတော့တပင်ကျော်ရဲ့အောက်မှာဒီ6ကိုဒီ6 9 ကနန်းသုံးလုံးပေါင်းရှင်းလဲ6ပေါ့နော်ပြီးတော့တပင်ကျော်ရဲ့အောက်မှာခွန်ကိုဒီသုံးလုံးပေါင်းချင်းခွန်ဆိုတော့ခွန်ဖြစ်နေပြီဟောလေးခွန်ဆိုတော့လေးခွန်ဖြစ်ဖို့အတွက်နော်သုံးလုံးပေါင်းချင်းကခွန်ဖြစ်ဖို့အတွက်ဆိုတော့3ခါနော်ကိုထိပ်စီ3ခါအပိတ်လေးကြတော့ပိတ်ကနန်းလေးကြတော့ဒီတုံညခွန်တုံည9ကနန်းသုံးလုံးပေါင်းချင်း6ကနန်းသုံးလုံးပေါင်းချင်း6ကိုဒီနှလုံးပေါင်းချင်းလေ6လို့ပြန်ဖြည့်တယ်နော်တော့တပင်ကျော်ရဲ့အောက်မှာဆိုတော့ရှစ်6 3ကနန်းသုံးလုံးပေါင်းချင်း4ရှစ်6 3ကနန်းသုံးလုံးပေါင်းချင်း4ကိုဒီ3 4နှလုံးပေါင်းချင်းလေ4နော်4လို့ပြန်ရတယ်တပင်ကျော်ရဲ့အောက်မှာနော်တပင်ကျော်ရဲ့အောက်မှာဒီသုံးလုံးပေါင်းချင်း3ခွန်3ကနန်းသုံးလုံးပေါင်းချင်းက3ကို
တုံညာလို့ပြန်ဖြေမယ်ဆိုရင်ဒီရှိခါတုံညာဖြစ်ဖို့နှလုံးပေါင်းခြင်းတုံညာဖြစ်ဖို့အတွက်ကနင်းနောက်ပိတ်ပေါ့နော်နင်းနောက်ပိတ်ဆိုတော့9 3နှစ်9 3နှစ်ဆိုတော့4 plate ဖြစ်ပါတယ်နော်ဒီမှာ9 3နှစ်ဆိုတော့4 plate ပေါ့နော်ဒီမှာ9 3နှစ်4 plate 9 3နှစ်4 ကွက်မြောက်နောက်ထပ်တစ်ကွက်နောက်ထပ်တစ်ကွက်လည်းကောင်းပါတယ်ကနန်းလေးနောက်ထပ်တစ်ကွက်လည်းကောင်းပါတယ်ဒီကနန်းလေးနောက်ပိတ်အရင်ပြလိုက်မယ်နော်ဒါတော့ထိစီမပြအရင်နောက်ပိတ်အရင်ပြပေးလိုက်မယ်ဒီကနန်း3လုံးပေါင်းခြင်း954 oh sorry 9 နှစ်ကနန်း3လုံးပေါင်းခြင်းက6နော်9 နှစ်ကနန်း3လုံးပေါင်းခြင်းက6ကိုဒီမှာ6ဒီကနန်း3လုံးပေါင်းခြင်းလေ6လို့လည်းပြန်ဖြည့်တယ်9 နှစ်ကနန်း3လုံးပေါင်းခြင်း6ပြီးတော့6ကနန်း3လုံးပေါင်းခြင်းလေ6လို့ပြန်ရတယ်ပြီးတော့9ခွန်5ကနန်း3လုံးပေါင်းခြင်းက1လို့ပြန်ဖြည့်ဖို့အတွက်ဒီမှာ6နဲ့ပေါင်းဆိုတော့နှစ်နဲ့9နဲ့ပေါင်းဆိုတော့လေဒီပေါ့နော်ဆိုရင်6တော့ပေါင်းခြင်းလေပြီးတော့ဒီနှစ်3ညာဒီနှစ်3ညာကနန်း3လုံးပေါင်းခြင်းက3လုံးပေါင်းခြင်းက3ကို3လို့ပြန်ဖြည့်မယ်ဆိုရင်3လို့ပြန်ရမယ်ဆိုရင်ဒီမှာခွန်ဆိုတော့3လုံးပေါင်းခြင်း3ရဖို့အတွက်ကခွန်ဆိုတော့9နောက်ပိတ်ထဲမှာ3ရမှာပေါ့နော်ဆိုရင်9နောက်ပိတ်နောက်ပိတ်ရတော့ပြီဆိုတော့ထိပ်စီးပြပေးလိုက်ပါမယ်ထိပ်စီးကဒီ9နှစ်နှလုံးပေါင်းခြင်းနော်ဒီ9နှစ်နှလုံးပေါင်းခြင်းခွန်လို့ပြန်ရဖို့အတွက်ဒီမှာနော်ခွန်ကနန်း3လုံးပေါင်းခြင်းလေခွန်လို့ပြန်ရတယ်နော်နှစ်နှလုံးပေါင်းခြင်းခွန်ကိုဒီမှာခွန်ကနန်း3လုံးပေါင်းခြင်းလေခွန်ဒီ9နှလုံးပေါင်းခြင်းကနှစ်လို့ပြန်ရမယ်ဆိုရင်ဒီမှာ6နော်6 3ညကနန်း3လုံးပေါင်းခြင်းလေနှစ်ပြီးတော့ဒီမှာလေနေခွန်နှလုံးပေါင်းခြင်းက9နေခွန်နှလုံးပေါင်းခြင်း9ကိုလို့ပြန်ဖြည့်မယ်ဆိုရင်ဒီခွန်ဆိုတော့ခွန်ဆိုတော့9ဖြစ်ဖို့အတွက်နော်3လုံးပေါင်းခြင်း9ဖြစ်ဖို့အတွက်ဆိုတော့ငါထိပ်စီဖြစ်ပါတယ်နော်ငါထိပ်ကိုပိတ်
ငါထိတ်ကိုအပိနဲ့ရပြီဆိုတော့ဒီခါလေးကြတော့ဒီသုံးလုံးပေါင်းခြင်းလေးငါနှစ်ကနန်းသုံးလုံးပေါင်းခြင်းကတစ်ပေါ့နော်လေးငါနှစ်ကနန်းသုံးလုံးပေါင်းခြင်းတစ်ကိုတစ်လို့ပြင်ဖြည့်မြဆိုရင်တုံညာနော်နေကိုတုံညာဒီသုံးလုံးပေါင်းခြင်းလဲတစ်လို့ပြင်ရတယ်နော်လေးငါနှစ်သုံးလုံးပေါင်းခြင်းတစ်ကိုနှစ်ကိုတုံညာသုံးလုံးပေါင်းခြင်းလဲတစ်လို့ပြင်ရတယ်ဒီနေ့6-3နေ့6-3သုံးလုံးပေါင်းခြင်းကတစ်နော်သုံးလုံးပေါင်းခြင်းတစ်ကိုဒီမှာလဲ9-6-3ညနော်9-6-3ညသုံးလုံးပေါင်းခြင်းလဲတစ်ပါနော်ဒီဖက်မှာတစ်ခွန်ကနန်းသုံးလုံးပေါင်းခြင်း9နော်ခုနှစ်ပေါင်းဆိုတော့လေးနဲ့တစ်နဲ့ပေါင်းဆိုတော့9ကို9လို့ပြန်ဖြည့်မယ်ဆိုရင်ဒီမှာ3-8 9သုံးလုံးပေါင်းခြင်း9ဖြစ်ဖို့အတွက်3-8ဆိုတော့ခွန်နော်ခွန်ခါဆိုတော့9ခွန်9မွေးကနန်းကြာဆိုင်နော်9ခွန်9နော်ဒီမှာမွေးကနန်းကြာဆိုင်ဖြစ်ပါတယ်9ခွန်9ဒါပေမဲ့တစ်ပလိတ်ပေါ့နော်သူကတစ်ပလိတ်ဒီ10ချိန်မြောက်မှာတစ်ပလိတ်တော့အားနေနေတယ်ဆိုတော့နော်ဒီမှာ3-8-3ညနော်တစ်ပလိတ်အားနေတယ်ဆိုတော့ရေးထားပါတယ်နော်ဒီမှာ9ခွန်9တစ်ပလိတ်အပြီးပေါက်လဲလာနိုင်လားပေါ့နော်ဒီကနန်းတော့ရန်ထားပေါ့နော်မွေးကနန်းချက်စိုက်လေး9ခွန်9မကြရင်နောက်ပိတ်က3ညနောက်ပိတ်လည်းရှိပါတယ်နော်3ညထိပ်စီတော့နှစ်ခါထွက်ပြီးဒီနေ့မှာ3ညနောက်ပိတ်ကတော့လိုလာမှလဲဆိုတော့ဒီနှလုံးပေါင်းခြင်းဟုတ်ပါဆွဲတယ်မာနေတယ်ဒီနှလုံးပေါင်းခြင်းပါတင်ငါနှလုံးပေါင်းခြင်း6ကိုဒီမှာနေရှေ6နော်နေရှေ6ဒီကနန်းသုံးလုံးပေါင်းခြင်းနဲ့6ဒီမှာနှလုံးပေါင်းခြင်းကနော်6ဆိုတော့နှစ်ကိုဒီမှာ9-8-9ဆိုတော့လေသုံးလုံးပေါင်းခြင်းနှစ်ဒီမှာကျတော့6ခွန်ဆိုတော့6ခွန်ဆိုတော့3ကိုဒီ3ည3ဆိုတော့3ညနော်3ညမှာ3ဖြစ်မယ်ဆိုရင်3နောက်ပိတ်sorry 3ညနောက်ပိတ်နေဆိုတော့9ခွန်3ည9ခွန်9ခွန်3ည9ခွန်3ညဆိုတော့နှစ်ပလိတ်နော်ဒီမှာနှစ်ပလိတ်ရှိတယ်ခွန်ရှိတယ်ဆိုရင်ဒီနေ့ကြတော့9-3နေပြီးတော့9ခွန်9နော်ဒါတော့အရင်ကနန်းပြီးတော့9ခွန်3ညဒါတော့မွေးကနန်းကြာဆိုင်လေးဖြစ်ပါတယ်နော်မွေးကနန်းကြာဆိုင်တာမဲ့ tip plate ဆိုတော့အရင်ကွက်နေကစားပေါ့နော်အားလုံးအကျိတ်တူယူကစားပါအားလုံး10ချိန်မြောက်မှာအတူတူကံကောင်းကြပါစေဗျာနော်နောက်17ချိန်မြောက်မှာပြန်လေးဆုံတွေ့ကြပါမယ်ခင်ဗျာနော်
ကျွန်တော်ပြီးတဲ့စေချိန်မျိုးကနန်းလေးကိုအားလုံးအတူတူအောင်မြင်ကြပါစေကံကောင်းကြပါစေဗျာနော်ကျွန်တော်ဗီဒီယိုလေးကို like လေး share လေးလုပ်ပေးတော့ဖို့လေမမေ့ပါနဲ့နော်ကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်ဒီခေါင်းလောက်လေးနှိပ်ထားပေးဖို့လေတောင်းဆိုချင်ပါတယ်ဗျာအားလုံးစေချိန်မြောက်မှာအတူတူကံကောင်းကြပါစေနော်ပေါက်ကနန်းရရှိကြပါစေဗျာ